Hello guys ဒီနေ့မှာတော့အများနဲ့လို့စိတ်ဝင်စားစရာတွေပဂေတိတွေနဲ့ပြည့်နေတဲ့ချင်းတွေရဲ့ဖြစ်နိုင်ရှိတဲ့ line up တွေရဲ့ puzzle တွေကိုဖြည့်ရှင်းကြည့်ကြမယ်ဒီဗီဒီယိုကနည်းနည်းရှည်မှာဆိုတော့စားစရာတောက်စရာလေးတွေကြိုယူရင်ယူထားလိုက်ပေါ့ဆိုတော့ဗီဒီယိုစလိုက်ကြတာပေါ့အရင်ဆုံးအနေနဲ့ Mighty C နဲ့ပဲစလိုက်ကြရအောင်သူတို့က line up ကိုကြီးညာထားတယ်ဗျအဲ့ line up က course တင်းမှာ INU ပါဝင်အားဖြည့်ထားတယ်တာမန်ပွဲကြီးရဲ့လူတွေကတော့ INU ကိုရင်းနှီးမှာမဟုတ်ဘူးဒါပေမဲ့ Semi Pro တွေကအများစုကတော့သူ့ကိုရင်းနှီးကြတယ်ကျွန်တော်အမြင်ကတော့အနည်းဆုံးတယောက်တည်းဖြစ်နေရတဲ့ဆိုင်ရင်နှစ်ယောက်ဖြစ်သွားတဲ့ course stack ကဟိုအားတက်စရာကောင်းတယ် line up ကတော့အားလုံးလည်းအတိနာမည်ထွက်နေတယ်လို့ပဲ Messi, Alida တို့ MS Season 2မှာပရိသတ်တွေလက်ခံထားတဲ့သူတွေအဲ့မှာကျွန်တော်တို့ရှင်းရမယ့် puzzle လေးကဗီဒီယိုအဆုံးမှာပြသွားတဲ့တီးတန့်စာလိပ်လေးပါကဲစဉ်းစားကြည့်အောင်ဘယ်လိုဖြစ်လာမလဲဘယ်သူဖြစ်လာမလဲတေချာတာကတော့ Messi, Nico, ပိုရဲကိုဖယ်ထားလိုက်မယ်ဆိုရင်ကျန်ခဲ့တာ Coro တွေပဲအဲ့ထဲမှာဖြစ်နိုင်ဆုံးကတော့ကန်ပဲကန်ကပြန်ပြီးစောနေရလို့ကြားထားတယ်လို့မကြသေးခင်ကတင်ထားတဲ့ AI ဗီဒီယိုအရလည်းငကားပြန်လာပြီဆိုတာကကန်ကိုရည်ညွှန်းတယ်လို့မထင်ဘူးဆိုတော့ကျွန်တော်အတွက်ကန်ဖြစ်ဖို့အလားအလာအကောင်းဆုံးနဲ့အကယ်၍မဟုတ်ခဲ့ရင်တော့အတင်းကိုကောင်းကောင်းထိမ့်မှတ်နိုင်မဲ့ CPU player မျိုးကအဖြစ်နိုင်ဆုံးပဲဗျနောက်တစ်ပိုင်းမှာ AI Sport နဲ့ပတ်သက်ပြီးတစ်ချက်ကြည့်ကြည့်အောင် AI Sport တင်ထားတာကများများဆဆတော့ပါနေတာမဟုတ်ဘူးဗီဒီယိုမှာမြင်ရတာက coaching အပိုင်းမှာပန်တာပါတယ် board game ပေါ်မှာ western look ငကားပါတယ်အဲ့နှစ်ခုကိုဆက်ဆက်သွေးကြည့်မယ်ဆိုရင်ပန်တာအနေနဲ့အရင်က announcement တွေမှာ coaching step အနေနဲ့ပွဲထုတ်ခဲ့တဲ့အခါတွဲမြင်ရတာများတယ်ဒုတိယချက်ငကားအယုတ်ငကားလို့ပြောလိုက်ရင် Mighty C ဆိုတော့အားလုံးကကန်လို့ထင်နေကြတာဒါပေမဲ့ကျွန်တော်အမြင်ရ maybe မားကောင်းလဲမားနိုင်တယ် hyper စောလုံးသူ D နဲ့ငကားဆိုတဲ့အမီကပို့ပြီးတော့မှ individual တွေကနာမည်ထွက်တာဆိုတော့ D အနေနဲ့ back to home ဖြစ်မယ်လို့ထင်တယ် rule ပိုင်းမှာဆိုရင်လဲ D အနေနဲ့ ESP စော့မှာလားဆိုရင်တော့ထွက်နေတဲ့ rumor တွေအရခွန်းကလည်းရောက်နေနိုင်တာဆိုတော့ D ကို coach အနေနဲ့မြင်ရမလားဆိုတော့တွေးမိတယ်အားလုံးက Philippine coach RC ဒါမှမဟုတ်တခြား Philippine coach တယောက်က AI ကိုရောက်လာနိုင်ရတယ်လို့ထင်နေကြပေမဲ့ကျွန်တော်အနေနဲ့ကတော့ D ကို AI မှာ coach အနေနဲ့မြင်ရနိုင်တယ်လို့ထင်မိတယ်နောက်တစ်ပိုင်းမှာ Philippine coach ရောက်ရှိလာနိုင်တဲ့ Falcon အကြောင်းကိုပြောပြမယ်ဝေးအနာဂတ်ကကူပြီပါအခု update နေနဲ့ AI Esport ကနေပြီးတော့မှ update ဟင့်ဝေတွေတက်လာလို့ထပ်ပေါင်းပြောချင်ပါတယ်နင်တို့လော်တချင်းလာတွေ့တာငါအဖို့ကမ်းမတယ်မှာမိတ်ကြံခဲ့ပြီက အဲ့တော့ပထမခက်မှန်းချက်တွေတဲ့ Falcon Mina ရဲ့အတင်းမှာပါဝင်ဆောင်ရွက်ဖူးတဲ့ Psycho များဖြစ်နိုင်မလားခက်မှန်းမိပါတယ်ကဲဗီဒီယိုလေးကိုပဲပြန်ဆက်လိုက်ကြရအောင် Falcon ရဲ့ခြေလမ်းတွေကအံ့ဩဖို့အကောင်းဆုံးနဲ့မန်းဆိုင်အခက်ဆုံးလောက်ထိဒီ MSL Season 3မှာဖြစ်နေမလားသူတို့တင်ထားတဲ့ဒီပုံလေးကိုတစ်ချက်ကြည့်လိုက်အောင်ညာဘက်မှာအထင်ရှားဆုံးနဲ့အမြင်သာဆုံးကတော့လက်လောင်းဖြစ်တဲ့ 12.8797 degree north နဲ့ 121.7740 degree east က Google Map မှာဆိုရင်ဖိလစ်ပိုင်နိုင်ငံကိုညွှန်ပြနေတဲ့လိပ်စာဖြစ်ပါတယ်နောက်လက်လောင်းဖြစ်တဲ့ 21.9162 north နဲ့ 95.9560 east ကစကိုင်းမြို့ကိုညွှန်ပြနေတဲ့နေရာပဲဖြစ်ပါတယ်မြန်မာအထက်ပိုင်း Mobile Legends Pro Scene ထဲကဘဒူတွေ Falcon နဲ့ပေါင်းဆက်မှာလဲဆိုတာကိုစဉ်းစားကြည့်ရတာပေါ့line up ရလဲ coach team မှာညိုချောတယောက်တည်းရှိတော့မယ်မထင်ဘူးအဲ့တော့နီးပြပိုင်းကိုဖိလစ်ပိုင်ကအားပြန်ဖြည့်ပြီးလိုအပ်နေတဲ့ role အတွက် player တယောက်အားပြန်ဖြည့်မလားဆိုတာစောင့်ကြည့်ရမယ်ဥပမာ PS က Falcon ရောက်လာပြီး coach RC များပြန်မြင်ရမလားပေါ့တကယ်ပြောတာ 1G က2025အရာဆိုရင်အောင်မြင်ဆုံး organization ပဲ PUBG World Champion Mobile Legends မှာဆိုရင်လည်းစုတွေပတ်တိန်ထားတာဒါပေမဲ့အခုချိန်မှာတော့ line up တွေကတကယ်ပြောင်းလဲထားတယ်လီနာနဲ့ state ထွက်ခွာပြီးတဲ့နောက်လီနာနေရာမှာအားလုံးတိကျတဲ့အတိုင်းခိုင်စီကမစ်လိန်နာဝင်စောဖို့များပေမဲ့ state နေရာကိုဘယ်သူကအစားထိုးမှာလဲစန်ဂျီခါဖူဘယ်သူများဖြစ်နိုင်မလဲခါဖူကတော့တခြားလမ်းတွေနဲ့သတင်းထွက်နေတယ်ဆိုတော့ 1G နဲ့စန်ဂျီပေါင်းဆက်နိုင်ချေရှိနေတာကတော့အမှန်ပဲဆိုတော့တကယ်ရောက်သွားမှာလားဆိုတာကတော့စောင့်ကြည့်အောင်ပဲတတ်နိုင်ပါတယ်ခုလိုမျိုး content တွေကိုသဘောကျရဆိုရင် like share comment နဲ့ page ကိုလည်း follow လုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်ဒါကကျွန်တော်တို့ကိုနောက်ထပ် video တွေဆက်လက်ဖန်တီးဖို့အတွက်အားဖြစ်စေပါတယ်ဆိုတော့အဆုံးထိကြည့်ပါရတဲ့ကျေးဇူးပါကျွန်တော်ကတော့ခုပြီပါနောက် video မှာပြန်တွေ့တာပေါ့ bye bye